Harry ပြောပြမယ်နော်အခုညတကောင်တနာရီ35ရှိသွားပြီဆိုတော့အခုကဘာလုပ်နေလဲဆိုတော့ Harry ကဒီ duet ဆိုနေရပါတော့ duet ဆိုနေရခါ harmony လိုက်နေရပါဆိုတော့အခုနားထောင်ကြည့်နော်မင်းမရှိလို့မဖြစ်ဘူးဒီလားကိုဘဝရဲ့လို့အဆုံးဒီလားကီးမှန်တယ်လို့ခံစားရလားမှန်တယ်နော် pitch တွေမိတယ်နော်ဒါပေမဲ့ညအတန်အိတ်တယ်ဆိုတာကအခု Harry လက်တွေ့ပြမယ် Harry duet လုပ်နေတာ duet လုပ်တဲ့အခါမှာဘာဖြစ်လဲဆိုရင်ကီးကလေကိုကဆိုတာမှန်တယ်လို့ထင်တယ်ဒါပေမဲ့ကီးက flat နေတာ pitch ကရိုင်နေတာနားထောင်ကြည့်နော် Harry ပြပေးမယ်မရှိလို့မဖြစ်ဘူးဒီလားကိုဘဝရဲ့လို့အဆုံးဒီလား harmony မဖြစ်ဘူးဖြစ်နေတာဒီမှာပို့ဆိုးတယ်So picture နော်အဲ့ဒါကိုပြောတာဆိုတော့ညအိတ်တဲ့အခါမှာတချို့ပြောတယ်တချင်းနေစိုးနိုင်သေးတယ်နော်မဟုတ်ဘူးကိုယ့်ရဲ့အတန်ဆိုတာအိတ်တယ်ကိုကတော့ကီးမှန်တယ်လို့တော့ထင်တယ်နော်ဒါပေမဲ့တေချာ recording လုပ်ပြီးတော့မှနားထောင်ကြည့်ည7နာရီနောက်ပိုင်း12နာရီနောက်ပိုင်းဆိုလို့ရှိရင်ကိုယ့်ရဲ့အတန်လဲအိတ်တက်တယ်လူရတာနိုးနေတာအတန်ကအိတ်ပျော်သွားပြီအဲ့တော့ဘလောက်ပဲဆိုကျွန်တော်ကီးရိုင်တာတွေနော် pitch မမိတာတွေဒါမျိုးဖြစ်တတ်တယ်တကယ်လို့ကိုက recording တွင်းမယ်ဆိုလို့ရှိရင်10နာရီခွဲ7နာရီအလွန်ဆုံးပဲထား7နာရီနောက်ပိုင်းမှာဘယ်တော့မှ recording မတွင်းမှာနဲ့ကိုစူးစမ်းပေမဲ့ကိုရဲ့ key တွေ pitch တွေရိုင်နေမှာတေးချတယ်။ကြလို့ဒီဗီဒီယိုကိုအကျိုးရှိတယ်ဆိုလို့ရှိရင် comment အောက်မှာညမဆိုပါလို့ comment ရေးခဲ့ပေးပါ။တချို့အတန်အိတ်မှန်မအိတ်မှန်မသိသေးတဲ့တငယ်ချင်းတွေသိရအောင်လဲတွားပြီး share ပေးလိုက်ပါ။ဂီတနဲ့ပတ်သက်ပြီးအစိုးအသီးနဲ့ပတ်သက်ပြီးတော့မှဒီထက်ပြီးအသေးစိတ်ထပ်ပြီးသိရဖို့အတွက် Harry ကို follow မလုပ်ရသေးဘူးဆိုလို့ရှိရင် Harry ရဲ့ Facebook page YouTube channel နဲ့ဒီ TikTok account လေးကို follow လေးလုပ်သွားပြီးပါ။ကျေးဇူးတင်ပါတယ် Harry ဖြစ်ပါတယ်